ရွှေဒူးပြီးကျန်တဲ့မြေစာပုံပေါ်မြေကွက်ရိုက်ရောင်းချလာတဲ့တနိုင်းမြို့ကချင်ပြည်နယ်တနိုင်းမြို့မှာရွှေဒူးဖော်ပြီးကြံခဲ့တဲ့မြေစာပုံပေါ်မှာမြေကွက်တွေတိုက်ပြီးကရန်ဖောက်ကပြန်ရောင်းနေကြတယ်လို့ဒေသခံတွေကပြောပြပါတယ်။ဒီလိုမြေကွက်ရိုက်ရောင်းချတာတွေကိုဝါယာစုပြည်သူစစ်ခေါင်းဆောင်တဲ့အဖွဲ့တို့ကလုတ်ကင်နေကြတာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။တနိုင်းမြို့ကားလမ်းမကြီးဘေးနားကမြေတွေကိုရွှေဒူးဖော်ရေးလုပ်ငန်းရှင်တွေစီရောင်းချပြီးရွှေဒူးဖော်ခွင့်တွေကိုလည်းပြည်သူစစ်အဖွဲ့တို့ကပဲဦးစီးခွင့်ပြုပေးနေရလို့ဒေသခံတွေကပြောပါတယ်။ရွှေဒူးဖော်ပြီးနောက်ကျန်နေတဲ့မြေစာတွေကိုတော့ရွှေဒူးတဲ့ကုမ္ပဏီတွေကိုပဲမြေပြန်ကြီးခိုင်းပြီးအင်ယာမြေကွက်တွေအဖြစ်အကွက်ရိုက်ကဒေသခံတွေစီကိုရောင်းချနေတာဖြစ်ပါတယ်။သူတို့ကနှစ်ခါမြက်ရတာပေါ့ရွှေဒူးတဲ့သူတွေစီကနေပိုက်ဆံတစ်ခါယူတယ်ပြီးတော့မြေပြန်ကြီးခိုင်းတဲ့အင်ယာကွက်တွေပြန်ရောင်းတော့နောက်တစ်ခါထက်ရတဲ့နေတဲ့သူတွေအတွက်တော့ကျန်းမာရေးပြဿနာတွေရှိလာနိုင်တယ်ဆိုပြီးတနိုင်းဒေသခံတို့ကပြောပါတယ်။အဲ့ဒီမြေနေရာတွေကိုဝယ်ပြီးနေထိုင်ကြတဲ့သူတွေရှိသလိုတချို့နေရာတွေမှာတော့ခြံစည်းရိုးခတ်ထားပြီးလူမနေသေးတဲ့မြေကွက်တွေလည်းရှိနေပါတယ်။